Tutankhamun ဆိုတဲ့အမည်ကိုပြောလိုက်ရင်သူ့ရဲ့ဂူတင်ချိုင်းတွင်းကနေရင်သက်မိန်မောပွေရရတနာတွေတွေ့ရှိရမှုနဲ့အတူကမ္ဘာပေါ်မှာကြော်ကြားပါတယ်။ဒီရတနာတွေဟာသူတည်လွန်ပြီးနောက်ကမ္ဘာတစ်ခုတမလွန်ခီးသွားတဲ့အခါမှာအေးစေးသက်သာဖြစ်စေဖို့ထည့်ထားပေးခဲ့တာလို့လည်းဆိုကြပါတယ်။ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့သက်တမ်းကအများအပြားတိုးတိုးလေးပါဒါကြောင့်သူတို့ကအသက်ထာဝရတည်တတ်တဲ့တမလွန်လောကကိုယုံကြည်ကြပါတယ်။လွန်ခဲ့တဲ့ BC 3000လောက်ကနိုင်မြစ်ကမ္ဘာပေါ်မှာရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုထွန်းကားခဲ့ပါတယ်။အဲ့ဒီအဖွဲ့အစည်းကြီးဟာနှစ်ပေါင်း3000ကျော်တည်ရှိခဲ့ပူပါတယ်။အီဂျစ်လူအဖွဲ့အစည်းအထွတ်ထိပ်ရောက်တဲ့ကာလဟာဖာရိုဘီယန်တွေရဲ့လက်ထက်ကဖြစ်ပါတယ်။သူတို့ကိုတက်ရှိနတ်ဘုရားတွေအဖြစ်လူတွေကသတ်မှတ်ပြီးတော့ဝတ္တွားခတ်ရကြပါတယ်။တူတန်ခါမန်ဟာ BC 1336ခုနှစ်မှာဘုရင်ဖြစ်လာပြီးနောက်10နှစ်ကြာမှကွယ်လွန်ခဲ့ပါတယ်။သူ့ရဲ့ဆေးစိမ်မမ်မီကို10.2 ကီလိုဂရမ်လေးတဲ့ရွှေသားစစ်စစ်မျက်နှာဖုံးတက်ဆင်လျက်သားနဲ့ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီမျက်နှာဖုံးဟာသူ့ရဲ့ပုံတူဖြစ်မယ်လို့ထင်မြင်ယူဆရပါတယ်။တူတန်ခါမန်ဂူတင်ချိုင်းဟာဒီကနေ့လူဇောလို့ခေါ်တဲ့အရနာကဘရက်တောင်ကြားမှာအနှောက်ယှက်ကင်းနဲ့နှစ်ပေါင်း3000ကျော်လဲလျောင်းနေလျက်ရှိပါတယ်။1922ခုနှစ်မှာဗြိတိရှရှေးဟောင်းသုတေသနပညာရှင်ဟိုးဝက်ကာတာရှာမတွေ့ခင်အထိပါကာတာဟာဒီတင်ချိုင်းအတွင်းကရတနာတွေကို18နှစ်ကြာစရင်ပြုစုခဲ့ရပါတယ်။မမ်မီတစ်ခုလက်ဖို့ရပ်ပေါင်း80ကြာပါတယ်။အတွင်းကလီစာတွေကိုခန္ဓာကိုယ်ထဲကနေထုတ်ပြီးခန္ဓာကိုယ်ကိုရေနဲ့ဆေးစားတုံလိမ့်အလျှောက်ခန္ဓာတွေကိုလောက်ကြလေရှိပါတယ်။ပြီးတော့ကလီစာတွေကိုငကိုအတိုင်းကိုယ်ထဲကိုပြန်ထည့်ပြီးအနာသက်ဆလို့ခေါ်တဲ့ချော်နဲ့ရထားတဲ့ပိတ်စာရည်ကောက်ရိုးရည်နဲ့တင်းတင်းကြပ်ကြပ်စီးနောင်ထုတ်ပိုးပါတယ်။ရှေးခေတ်အီဂျစ်တွေဟာဖာရိုဘီယန်လောင်းတွေကိုကြာရှည်ခံအောင်ဆေးစိမ်တာဟာသူတို့တည်ပြီးတဲ့နောက်မှာအသက်ပြန်ရှင်လာဖို့ဖြစ်ပါတယ်။သူတို့ယုံကြည်တာကတေပြီးရဲ့နတ်ဖျားအိုစီရစ်ရဲ့နိုင်ငံတော်ကိုရောက်သွားပြီးနတ်ဖျားကထာဝရအသက်ရှင်မှုကိုအဆုံးဖြတ်ပေးသူဖြစ်ပါတယ်တဲ့ဒီလိုပြပြင်စီရင်ထားတဲ့အလောင်းကိုပတိစနဲ့ထုတ်ပိုးထားပါတယ်ဒါကိုဖြီလိုက်ရင်ပတိစရဲ့အရှိကတမိုင်လောက်ရှိပါတယ်19ရာစုတုန်းကအင်္ဂလန်မှာအဝတ်ဖြီထားတဲ့မမ်မီတွေကိုသိပ္ပံအဖွဲ့အစည်းတွေကလူထုကိုပြသတဲ့ပွဲတွေကျင်းပကြပါတယ်တူတန်ခါမန်ရဲ့အလောင်းကိုခေါင်းတလား3ခုထဲမှာထည့်ထားပါတယ်တစ်ခုနဲ့တစ်ခုအဝင်ခွင်ကြပဲတဲ့အဲ့ဒါကမှကြောက်တလားကြီးမှာနေရာချထားတဲ့အတွင်းကြဆုံးခေါင်းတလားကရွှေတွေနဲ့လှုပ်ထားပြီးပေါင်240လောက်တောင်လေးပါတယ်တဲ့ဗျာအပြင်ဘက်ခေါင်းတလားနှစ်ခုကတော့တစ်သားနဲ့လှုပ်ထားပြီးတော့ရွှေအရွက်တွေစီထားပါတယ်တချို့သမိုင်းပညာရှင်တွေတက်ကြတာကအလဲကခေါင်းတလားနဲ့ဂူတဲကအရှားပစ္စည်းတွေဟာသုံးပြီးသားတွေဖြစ်ပြီးတော့မူလကတော်ဝင်ခေါင်းဆောင်တွေအတွက်လှုပ်ထားတာလည်းဖြစ်ပါတယ်တူတန်ခါမန်ဟာဒီကနေ့ကမ္ဘာမှာနာမည်ကျော်နေပေမဲ့သူ့ဘဝကတော့မထင်မရှားဥရှုပ်သူတယောက်ပါပဲသူဘရင်ဖြစ်လာတော့အသက်9နှစ်ပဲရှိသေးပြီး19နှစ်မှာကွယ်လွန်ခဲ့ပါတယ်။တူတန်ခါမန်ဟာနန်းလူဘက်တယောက်ရဲ့တပ်ဖြတ်ရှင်းကိုခံရတာဖြစ်နိုင်ပေမဲ့ဘယ်သူမှတည်တည်ချာချာမသိကြပါဘူး။တူတန်ခါမန်ရဲ့တင်ချိုင်းထဲမှာသူ့အတွက်တမလွန်မှာလိုအပ်မဲ့ပစ္စည်းအလုံးကိုထည့်ထားပေးပါတယ်တဲ့။စားစရာတောက်စရာတွေအဝတ်အထည်တွေကျိုးတိုင်းဖက်နဲ့တွေရွှေကွတ်ထားတဲ့ပရိဘောကအသုံးဆောင်တွေနဲ့စစ်ရထားရှောက်စည်းလဲပါပါတယ်တဲ့။တင်ချိုင်းဟာအကောင်းပရိတွေ့ရတဲ့တခုတည်းသောအီဂျစ်တော်ဝင်တင်ချိုင်းလည်းဖြစ်ပါတယ်။ကျန်တာတွေကတော့တင်ချိုင်းဖောက်တဲ့တကိုးတစ်ပြားတွေလက်ရှက်နဲ့ကုန်ပါပြီတူတန်ခါမန်ဟာလက်နှစ်ဖက်ကိုရှက်ပြီးတော့ဒုတ်ကောက်နဲ့ခေါက်ဆွတ်တို့ကိုခိုင်ထားပါတယ်ဒီလေတော့ကိရိယာတွေဟာအာဏာနဲ့လုတ်ပိုင်ခွင့်ရဲ့အမှတ်လက္ခဏာပါသူ့ရဲ့မျက်နှာဖုံးမှာအစင်းကြောင်းတွေပါတဲ့ခေါင်းဆောင်ရဲ့ဖာရီဒီရဲ့အမှတ်လက္ခဏာမုတ်စိတ်ရှည်တွေလည်းပါပါသေးတယ်တမလွန်ခီးမှာတည်သူတွေအကာအကွယ်ဖြစ်စေဖို့အဆောင်လက်ဖွဲ့လေးတွေကိုဝေယုံမှာရှေ့ဆွဲပေးထားပါတယ်တူတန်ခါမန်ရဲ့ဝေယုံတော်မှာဒီလိုအဆောင်ပေါင်း140နဲ့3ခုထိတောင်ရှေ့ဆွဲထားပါတယ်ဒီကနေ့ DNA စမ်းသပ်မှုတွေကတူတန်ခါမန်ဟာတင်ပါးနဲ့ရှေလက်အင်္ဂါရှုပ်ရင်းတဲ့ရှားပါးယောဂတစ်မျိုးကိုခံစားခဲ့ရတယ်လို့ဆိုပြန်ပါတယ်။သူဟာလမ်းကိုခက်ခက်ခဲခဲလျှောက်ရကြောင်းသူ့တင်းချိုင်းတွေကတွေ့ရတဲ့လမ်းလျှောက်ဒုတ်ကောက်130ကနေပြနေပါတယ်။ကျွန်တော်တို့ဟာမမ်မီလို့ဆိုလိုက်တာနဲ့ရှေးဟောင်းအီဂျစ်တွေကိုပြင်းပြင်းတက်ကြပါတယ်။တကယ်တော့သူတို့ကြီးပဲမမ်မီလောက်တက်တာမဟုတ်ပါဘူး။တောင်အမေရိကတိုက်ရှီလီကရှင်ရှိုယိုအမဲလိုက်အုပ်စုတွေဟာလည်းပဲသူတို့အလောင်းကိုဆေးစိမ်ပြီးတော့ပြုပြင်စီရင်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း9000လောက်ကစတင်ပြုလုပ်ခဲ့ကြတာပါ။အီဂျစ်တဲ့နှစ်ပေါင်း2000လောက်စောပြီးလှုပ်တက်ကြပါတယ်